မိနစ်20ချိန်ပြည့်ုံနဲ့တင်းရဲ့ access key ကိုတခုံတိုးပြည့်တင်နိုင်မယ်ဆိုရင်ဖြစ်နိုင်ပါမလားဟုတ်ကဲ့ဖြစ်နိုင်ပါတယ်ဒီနေ့ဒီဗီဒီယိုထဲမှာတော့လုပ်ငန်းခွင်ကရုံးကမာတိုင်းမဖြစ်မနေသိထားရမယ် formula အခု20ကိုလိုရင်းတူရှင်းအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အခုရှင်းပြမယ် basic formula 20ကိုပိုင်းနိုင်သိထားမယ်ဆိုရင်မိတ်ဆွေတို့ရဲ့နိုင်ပေါင်းများစွာကြာမဲ့အလုပ်တွေကိုမိနစ်အနည်းငယ်နဲ့ပြီးရအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာဒါ access key ကအုံးကြီးပါကျွန်တော်တို့အခုပထမဆုံးအနေနဲ့ Excel မှာအခြေခံအကြောင်းနဲ့လူသုံးအများဆုံးဖြစ်တဲ့ sum formula ကိုလေ့လာကြည့်အောင်ပါ။သူကတော့ကိန်းဂဏန်းတွေကို total ပေါင်းတဲ့အခါမှာအသုံးပြုတာပဲဖြစ်ပါတယ်။ formula လေးကိုကျွန်တော်စပြီးတော့ရေးကြည့်အောင်ပါ။ equal to sum ကွင်းစာလိုရိုက်လိုက်တာနဲ့ကျွန်တော် sum ရဲ့ syntax ကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ကွင်းစာကွင်းပိတ်ထဲမှာရှိနေတဲ့ number 1 number 2ဆိုတာတွေကကျွန်တော်တို့ပေါင်းကျင်တဲ့ကိန်းဂဏန်းတွေကိုရည်ညွှန်းတာဖြစ်ပါတယ်။ပေါင်းကျင်တဲ့ကိန်းဂဏန်းတွေရှိနေတဲ့ဆဲကွက်တွေကိုတစ်ကွက်ချင်းဖြစ်စေဆဲ range alike ဖြစ်စေဆက်လက်ပေးရမှာဖြစ်ပါတယ်ပြီးရင် win ပိတ်ပြီးတော့ enter ခောက်လိုက်တာနဲ့ကျွန်တော်တို့လိုချင်တဲ့အဖြေကိုရရှိမှာဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့ကဆဲ range alike မှာပေါင်းမယ်နဲ့ဆဲကွက်တစ်ကွက်ချင်းစီ alike ပေါင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆဲကွက်တစ်ကွက်ချင်းစီတိုင်းကို click ပြီးတာနဲ့ကျွန်တော်တို့ comma ခံပေးရမှာဖြစ်ပါတယ်ဝင်ပေးပြီးတော့ enter ခောက်လိုက်ရင်ကျွန်တော်တို့လိုချင်တဲ့အဖြေကိုရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ sum ကိုနားလည်မယ်ထင်ပါတယ်နောက်တစ်ခုကတော့ sum ဖြစ်ပါတယ်သူက sum ထက်ပိုပြီးတော့ advanced ဖြစ်ပါတယ်တမန်တိုင်း cell range ထဲကကိန်းဂဏန်းတွေအကုန်လုံးကိုပေါင်းသွားတာမဟုတ်ဘဲနဲ့ကိုပေါင်းစေခြင်းတဲ့ data ကိုပဲရွေးပြီးတော့ပေါင်းပြီးသွားတာဖြစ်ပါတယ်ဥပမာရောင်းရပစ္စည်းတွေထဲကမှ apple တစ်မျိုးရဲ့ရောင်းရငွေကိုတီးတန့်ပေါင်းခြင်းနဲ့ banana တစ်မျိုးရဲ့ရောင်းရငွေကိုပဲတီးတန့်တူတဲပေါင်းလိုချင်တယ်ဆိုတဲ့အခါမျိုးတွေမှာသုံးပါတယ်အခုကျွန်တော်တို့ formula စရေးကြည့်ပါမယ် equal to sum if ကွင်းစာလိုရိုက်လိုက်တာနဲ့ကျွန်တော်တို့ sum ရဲ့ syntax ကိုမြင်ရပါပြီ range criteria sum range ဆိုတဲ့ argument 3ခုရှိပါတယ် range ကဘာကိုရည်ညွှန်းတာလဲဆိုတော့ကိုတိတက်ရွေးပေါင်းနေတဲ့ item တွေရှိတဲ့ cell range ကိုစုလို့တာပါဒီ table မှာဆိုရင်တော့ကျွန်တော်တို့ဒီ apple ကနေပြီးတော့ watermelon ဆိုတဲ့အထီအောင်ရှိတဲ့ cell range တစ်ခုဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ဆက်လက်ပေးလိုက်ပါမယ်ပြီးရင် comma ခံပါမယ်နောက်တစ်ခုကတော့ကျွန်တော် criteria ပါ criteria ဆိုတာကတော့ကျွန်တော်တို့တိတက်ရွေးပေါင်းတဲ့အရာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ banana ကိုကျွန်တော်တို့ရေးထားပါတယ်အဲ့တော့ဒီ cell ကွက်ကလေးကိုပဲကျွန်တော်တို့ reference ယူလိုက်ပါမယ် comma ခံပါမယ် sum range ဆိုတာကတော့ကျွန်တော်ပေါင်းတဲ့ကိန်းဂဏန်းတွေရှိတဲ့ cell range ကိုပြောတာပါအဲ့တော့ကျွန်တော်တို့ဒီ1300နဲ့1200ဆိုတဲ့အထိရှိတဲ့ cell range တစ်ခုကိုကျွန်တော်တို့ဆက်လက်ပေးလိုက်ပါမယ်ပြီးရင် win ပိတ်ပြီးenter ခောက်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ banana တွေပဲတီးတန့်ရွေးပေါင်းထားတဲ့ total amount ကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့apple ရဲ့ total amount ကိုလိုချင်တယ်ဆိုရင် apple apple လို့ရိုက်ထည့်လိုက်ရုံပါပဲဒါဆိုရင်တော့ apple ရဲ့ total စုစုပေါင်းကိုရရှိမှာဖြစ်ပါတယ်သုံးခုမြောက်လေ့လာရမယ် formula ကတော့ product ပါဒါကတော့ကိန်းဂဏန်းတွေကိုမြှောက်တဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်ဥပမာကုန်ပစ္စည်းအရေးအတွက်နဲ့ကျွန်တော်ကုန်ပစ္စည်းဈေးနှုန်းမြှောက်ပြီးတော့ကျသင့်ငွေရှာတဲ့အခါမျိုးတွေမှာအသုံးပြုတာဖြစ်ပါတယ်formula စရေးကြည့်အောင်ပါ equal to product product ဝင်စားလို့ရိုက်လိုက်တာနဲ့ကျွန်တော်တို့သူ့ရဲ့ sentence မှာ number 1 number 2ဆိုတဲ့ argument တွေကိုတွေ့ရမှာဖြစ်ပါတယ်number 1 number 2ဆိုတာကမြောက်ချင်တဲ့ကျွန်တော်ကိန်းဂဏန်းတွေကိုကိုစားပြုတာဖြစ်ပါတယ်အခု number 1နေရာမှာကတော့ဒီကျွန်တော်တို့ quantity ကိုယူမှာဖြစ်ပြီးတော့ comma ခံမှာဖြစ်ပါတယ်ပြီးရင် number 2နေရာမှာတော့ကျွန်တော်ဒီ rate ကိုယူပါမယ်ပြီးရင် win ပိတ်ပြီး enter ခောက်လိုက်ရုံပါပဲဒါဆိုရင်တော့ကျွန်တော်ဒီ quantity နဲ့ rate နဲ့မြောက်ထားတဲ့ total amount ကိုရရှိမှာဖြစ်ပါတယ်ပြီးရင်အောက်ကွက်တွေတော့ကိုကျွန်တော်တို့ drag ဆွဲချလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့အဖြေကိုရရှိမှာဖြစ်ပါတယ် product ရဲ့အားသာချက်ကတော့ဆဲကွက်တွေအများကြီးကိုတစ်ပြိုင်တည်းမြောက်လို့ရတာပဲဖြစ်ပါတယ်လေးခုမြောက်လေ့လာရမယ့် formula ကတော့ average ဖြစ်ပါတယ် average ဆိုတာကကျွန်တော်တို့ရွေးချယ်ထားတဲ့ကိန်းဂဏန်းတွေရဲ့ပြင်းပြတန်မှုကိုရှာကျင်တဲ့အခါမျိုးတွေမှာသုံးပါတယ်ဥပမာကျောင်းသားတစ်ယောက်ချင်းစီရဲ့ဘာသာရပ်အားလုံးပြင်းပြရမှတ်ကိုသိချင်တာမျိုးဒါမှမဟုတ်စိုက်တစ်စိုက်ရဲ့တစ်နှစ်အတွင်းတစ်လပြင်းပြရောင်းအပမာဏဘယ်လောက်ရှိသလဲဆိုတာကိုတွက်ချက်ချင်တဲ့အခါမျိုးတွေမှာသုံးပါတယ်ဒီ table မှာကြည့်မယ်ဆိုရင် apple ရဲ့ banana ရဲ့ orange ရဲ့တစ်နှစ်အတွင်းတစ်လပြင်းပြရောင်းအားကိုရှာမှာပါအခုကျွန်တော်တို့ apple အတွက်ပြင်းပြရှာဖို့ formula စရေးပါမယ်equal to average ခွင်းစာလို့ရိုက်လိုက်ပါမယ်ဒါဆိုရင်သူ့ရဲ့ argument တွေဖြစ်တဲ့ number 1 number 2ဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်
ဒါကတော့ပြင်းပြရှာခြင်းနဲ့ cell range ကိုပြောတာပါကျွန်တော်ဆက်လက်ပေးလိုက်ပါမယ်ပြီးရင်ဝင်းပိတ်ပြီးအန်တာခောက်ရုံပါပဲဒါဆိုရင်တော့ကျွန်တော်တို့ရှာနေတဲ့တက်လာအတွက်ပြင်းပြရောင်းအောင်ကိုရရှိမှာဖြစ်ပါတယ်ကျွန်တော် banana နဲ့ orange အတွက်ကိုလည်းကျွန်တော်တို့ drag ဆွဲလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့အဖြေကိုစက္ကန့်ပိုင်းတွင်ရရှိမှာဖြစ်ပါတယ်တခုတတိယအမှာကကျွန်တော်တို့ယူလိုက်တဲ့ cell range တွေက cell ကွက်တွေထဲမှာ blank ပါနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့သူက blank ကိုထည့်တွက်ပြီးမှမဟုတ်ပါဘူးဒါပေမဲ့လို့ blank မဟုတ်ပဲနဲ့ cell ကွက်ထဲမှာ0ဆိုပြီးတော့ရိုက်ထည့်ထားရင်တော့အဲ့ဒီ cell ကွက်ကိုကကျွန်တော်တို့ average ထဲမှာထည့်တွက်သွားမှာဖြစ်ပါတယ်ဒါကိုသိထားရမှာဖြစ်ပါတယ်ခုကျွန်တော်တို့ငါးခုပြောင်းနေတဲ့လေ့လာမှာကတော့ alien lan ဆိုတဲ့ formula ဖြစ်ပါတယ် alien JC lan ကနေပြီးတော့လာတာဖြစ်ပြီးတော့ဆဲကွက်ထဲမှာရှိနေတဲ့စာသားဒုမဟုတ်ကိန်းဂဏန်းတွေရဲ့စလုံးအရေးအတွက်ကိုရေးတွက်တဲ့နေရာမှာသုံးတာဖြစ်ပါတယ်ဥပမာဖုန်းနံပါတ်တွေမှတ်ပုံတင်နံပါတ်တွေကစလုံးအရေးအတွက်လိုတာထဲပိုနေသလားလျှော့နေသလားဆိုတာကိုစစ်ဆေးဖို့ဖြစ်ပါတယ်ဒီ table မှာဆိုရင်ကျွန်တော်တို့ဒီဘက်က ID number မှာရိုက်ထားတဲ့စလုံးအရေးအတွက်တွေကိုကျွန်တော်တို့ဘယ်နှလုံးရှိတယ်လဲဆိုတာကိုဒီဘက်မှာရိုက်ပြီးတော့ကြည့်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် formula စရိုက်ပါမယ် equal to len lan ကွင်းစားလို့ရိုက်လိုက်ပါမယ်သူ့ရဲ့ argument ကတော့ text တစ်ခုတည်းပါအဲ့တော့အဲ့ text ကကျွန်တော်တို့စစ်ဆေးခြင်းတဲ့ဆဲကွက်ကိုရည်ညွှန်းတာဖြစ်ပါတယ်ကျွန်တော်တို့တစ်ချက်ထောက်လိုက်ပါမယ်ပြီးရင်ဝင်းပိတ်ပြီးတော့ enter ခောက်လိုက်တာနဲ့စလုံးအရေးအတွက်ကိုကျွန်တော်ရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့အောက်ကို drag ဆွဲချလိုက်ပါမယ်တတိထားရမှာကစလုံးတွေကြားထဲမှာ speed ထည့်ရိုက်ထားမယ်ဆိုရင် speed ကိုပါစလုံးတစ်လုံးအနေနဲ့ထည့်တွက်တာဖြစ်လို့စာရိုက်ရင် speed ကိုမလိုအပ်ဘဲမပုတ်မိဘူးလိုပါတယ်နံပါတ်6အနေနဲ့နေလာမယ် formula ကတော့ count formula ဖြစ်ပါတယ်ကျွန်တော်ရွေးချယ်လိုက်တဲ့ cell range ထဲမှာကိန်းဂဏန်း number တီးသန့်ပါဝင်တဲ့ cell ကွက်တွေကိုရေးတွက်ပေးတာဖြစ်ပါတယ်ဒီ table မှာကြည့်မယ်ဆိုရင် page salary ဘယ်နှဦးရှိတယ်လဲဆိုတာကိုကျွန်တော်တို့ရေးတွက်မှာပါကျွန်တော် formula စရေးကြည့်ပါမယ် equal to count count ဝင်းစားလို့ရိုက်လိုက်မယ်ဆိုရင်ကျွန်တော်သူ့ရဲ့ argument က value 1 value 2ဆိုပြီးတော့ပေါ်လာမှာဖြစ်ပါတယ်ဒီ value 1 value 2ဆိုတာကတော့ကျွန်တော်တို့စစ်ဆေးခြင်းနဲ့ cell range ကိုပြောတာပါကျွန်တော်တို့ဒီမှာ cell range ကိုဆက်လက်ပေးလိုက်ပါမယ်ပြီးရင် win page under ခောက်ရုံပါပဲဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာကိန်းဂဏန်းထည့်ရေးထားတဲ့10ခွဲ6ခွဲရှိတယ်လို့သူကပြပြီးမှာဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ခုကတော့ကျွန်တော် count A ပါ count A ကလည်း count လို့ပဲရေးတွက်ပေးတာဖြစ်ပါတယ်မတူညီတာကတော့ count A က blank ဖြစ်နေတဲ့10ကလွဲလို့ရှိရင်စာသားဖြစ်ဖြစ်ကိန်းဂဏန်းဖြစ်ဖြစ်သူကရေးတွက်ပေးမှာပဲဖြစ်ပါတယ် formula ရေးပုံလည်းအတူတူပါပဲ equal to count A ကွင်းစာဆက်လက်ပေးလိုက်ပါမယ်ဝင်းပိတ်ပြီးတော့ enter ခောက်လိုက်မယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့အဖြေကိုရရှိမှာဖြစ်ပါတယ်ဒီနေရာမှာကောက်ကကိန်းဂဏန်းတွေကိုပဲတီးတန့်ရေးတွက်ပေးတာဖြစ်ပြီးတော့ကောက် A ကတော့ blank ဖြစ်နေတဲ့ဆဲကလွဲရဲ့အကုန်လုံးကိုရေးတွက်ပေးမှာဖြစ်ပါတယ်တခုတတိထားရမှာကဆဲထဲမှာဘာသာမှရှိမနေဘူးဆိုရင်တောင်မှပဲကျွန်တော်တို့ speed လေးတစ်ချက်လောက်ပုတ်ထားမိရင်ကွန်ပျူတာက data ရှိရဆိုပြီးတော့တွက်ချက်သွားတတ်ပါတယ်ဒါလေးကိုသတိထားရမှာဖြစ်ပါတယ်အခုရှစ်ခုမြောက်ကျွန်တော်တို့လေ့လာရမယ် formula ကတော့ count ပါသူကတော့ sum if နဲ့သဘောတရားချင်းနဲ့ဆင်ပါတယ် sum if ကပေါင်းစပ်ခြင်းတဲ့ data တွေကိုပဲရွေးပေါင်းတာဖြစ်ပြီးတော့ count if ကတော့ရေးတွက်ခြင်းတဲ့ data တွေကိုပဲရွေးပြီးတော့ရေးတွက်တာဖြစ်ပါတယ်ဥပမာလုပ်ငန်းခွင်မှာတစ်လအတွင်းအလုပ်တက်ရက်ပြည့်ရက်ဘယ်လောက်ရှိတယ်လဲဆိုတာကိုရှာတာမျိုးဒါမှမဟုတ်ကျောင်းသားစည်းရင်းထဲမှာကြာရှုံးသူအောင်မြင်သူဘယ်နှဦးရှိတယ်လဲဆိုတာမျိုးကိုရှာတာမျိုးတွေမှာသုံးနိုင်ပါတယ်ကျွန်တော်လက်တွေ့ formula လေးရေးကြည့်အောင်ပါ equal to count if ခွဲစားလို့ရလိုက်တာနဲ့ကျွန်တော် range နဲ့ criteria ဆိုတဲ့ argument တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ် range ဆိုတာကတော့ကျွန်တော်တီးသက်ရေးတွက်ခြင်းနဲ့ data ရှိနေတဲ့ cell range ကိုဆိုလိုတာပါဒီ table မှာဆိုရင်တော့ကျွန်တော်တို့ C5 ကနေပြီးတော့ H5 ထိဖြစ်ပါတယ်ဆက်လက်ပြီးတော့ comma ခံလိုက်ပါမယ် criteria ဆိုတာတော့ကျွန်တော်တီးသက်ရေးတွက်ခြင်းတဲ့အရာပါအခုကျွန်တော်တို့ကအလုပ်တစ်ရက်ကိုရေးမှာဖြစ်တဲ့အတွက်ပြီးဘယ်နှကွဲရှိသလဲဆိုတာကိုရေးပါမယ်အဲ့တော့ကျွန်တော်တို့ criteria မှာ P လို့ရိုက်ထည့်ပါမယ်ကွင်းပိတ်ပြီးတော့ enter ခောက်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့လိုချင်တဲ့ P အရေးအတွက်ကိုရရှိမှာဖြစ်ပါတယ် absent မှာလည်းအတူတူပါပဲကျွန်တော်တို့အလုပ်ပြည့်ရက်ကိုရှာတဲ့အခါမှာလည်းဒီသဘောတရားအတိုင်းပါပဲ equal to count if ကွင်းစာ
range ကတော့ကျွန်တော်တို့အထူးတူပါပဲ C5 ကနေပြီးတော့ H5 ထိသွားမယ်ကော်မာခံပြီးတော့ criteria မှာတော့ကျွန်တော်တို့ absent ကိုရေးတွက်မှာဖြစ်တဲ့အတွက် A လို့ရိုက်ထည့်ပါမယ် double ကိုခံမှုမမေ့ပါနဲ့ခင်ဗျာပြီးရင် gwin page under ခောက်ရုံပါပဲဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့အလုပ်တက်ရပြည့်ရကိုရမှာဖြစ်ပါတယ်ဒီမှာတစ်ခုတတိထားရမှာက criteria နေရာမှာကျွန်တော်တို့က reference မသုံးမဲနဲ့စားသားရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်မျက်တောင်အဖွင့်အပိတ်ထည့်ဖို့မမေ့ပါနဲ့ခင်ဗျာအခုကျွန်တော်တို့လေ့လာရမယ် formula ကတော့ max နဲ့ min နဲ့ဖြစ်ပါတယ် max ဆိုတာကတော့ maximum ရဲ့အတူကောက်ကနေလာတာဖြစ်ပါတယ်ဟုတ် maximum ဆိုတဲ့အတိုင်းပဲမိမိတို့ရဲ့ data group ထဲမှာအကြီးဆုံးကိန်းဂဏန်းတန်ဖိုးကိုရှာဖွေပေးတာဖြစ်ပါတယ်ဘယ်လိုနေရာတွေမှာသုံးမလဲဆိုရင်ကုမ္ပဏီအယောင်အားအကောင်းဆုံးပမာဏကိုသိချင်တာမျိုးဒါမှမဟုတ်အမှတ်အများဆုံးရတဲ့အကြောင်းသားရဲ့ရမှတ်ကိုရှာချင်တာမျိုးတွေမှာသုံးပါတယ် formula ရေးကြည့်အောင်ပါ equal to max ခွင်းစားလို့ရိုက်လိုက်တာ ਨੇ ကျွန်တော်တို့ number 1 number 2ဆိုတဲ့ argument တွေကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အကြီးဆုံးကိန်းရှာဖွေမယ်ကိန်းကဏ္ဍတွေရှိနေတဲ့ cell range ကိုဆိုလိုတာဖြစ်ပါတယ်ဟောရှာဖွေခြင်းနဲ့ cell range ကိုကျွန်တော်တို့ select ပေးရမှာဖြစ်ပါတယ်ပြီးရင်ကွင်းပိတ်ပါမယ်enter ခောက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့အကြီးဆုံးကိန်းကဏ္ဍကိုရရှိမှာဖြစ်ပါတယ် minimum ကတော့ကျွန်တော်တို့စန့်ကျင်ဘက်ပါအသေးဆုံးကျွန်တော်ကိန်းကဏ္ဍကိုရှာဖွေပေးတာဖြစ်ပါတယ် formula ကလည်းကျွန်တော်တို့အတူတူပါပဲ equal to min ကွင်းစာဆိုပြီးတော့ကျွန်တော်တို့ cell range ကိုကျွန်တော်တို့ select ပေးပြီးတော့မှကွင်းပိတ် enter ခောက်ပေးရုံပါပဲဒါဆိုရင်တော့ကျွန်တော်တို့ရှာဖွေနေတဲ့အကြီးဆုံးကိန်းကဏ္ဍနဲ့အသေးဆုံးကိန်းကဏ္ဍတွေကိုရရှိမှာဖြစ်ပါတယ်ဆက်တစ်ခုမြောက်အနေနဲ့လေ့လာရမယ့် formula ကတော့ large ဖြစ်ပါတယ် max နဲ့ဆင်တူပေမဲ့သူကလုံးဆောင်ချက်ပို့ပြီးတော့ကျဲပြတ်ပါတယ် data တွေကအကြီးဆုံးစလုံးကိုမှပထမအကြီးဆုံးလားဒုတိယအကြီးဆုံးလားတတိယအကြီးဆုံးလားစသဖြင့်သူအဆင့်လိုက်ရှာလို့ရပါတယ်တော့ formula လေးရေးကြည့်အောင် equal to large ခွင်းစားလို့ရတဲ့ဒါနဲ့ကျွန်တော်တို့ array နဲ့ k နဲ့ဆိုတဲ့ argument တွေကိုမြင်ရမှာဖြစ်ပါတယ် array ဆိုတာကတော့ကျွန်တော်တို့အဆင့်အလိုက်အကြီးဆုံးတန်ဖိုးရှာခြင်းနဲ့ကိန်းဂဏန်းတွေရှိနေတဲ့ကျွန်တော်တို့ cell range ကိုဆိုလိုတာပါကျွန်တော်တို့ဒီ table မှာဆိုရင်တော့ C6 ကနေပြီးတော့ C50 ထိရှိတဲ့ cell range ကိုဆိုလိုတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ comma ခံပါမယ်K ဆိုတာကတော့ပထမအကြီးဆုံးလားဒုတိယအကြီးဆုံးလားတတိယအကြီးဆုံးလားဆိုတာကိုပြောရမှာပါ1ဆိုရင်ပထမအကြီးဆုံး2ဆိုရင်ဒုတိယအကြီးဆုံး3ဆိုရင်တတိယအကြီးဆုံးစသဖြင့်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အကြီးဆုံးကိုရှာမှာဖြစ်တဲ့အတွက်1လို့ရိုက်ပါမယ်ဝင်းပိတ်ပြီးတော့ enter ခောက်လိုက်ရင်ကျွန်တော်တို့သိချင်တဲ့အဖြေကိုရမှာဖြစ်ပါတယ်ကျန်တဲ့ top 2နဲ့ top 3ကလည်းအလားတူပါပဲနောက်ထပ်လေ့လာမှာကကျွန်တော် small ဖြစ်ပါတယ် small ကလည်း large နဲ့အတူတူပါပဲသူကတော့အသေးဆုံးပါပထမအသေးဆုံးလားဒုတိယအသေးဆုံးလားတတိယအသေးဆုံးလားဆိုတာမျိုးရှာတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် large နဲ့ small အသုံးကိုကျွန်တော်တို့နားလည်မယ်ထင်ပါတယ်နောက်ထပ်လေ့လာမယ့် formula တွေကတော့ text formula တွေဖြစ်တဲ့ upper ရယ် lower ရယ် proper ရယ်ဆိုပြီးဖြစ်ပါတယ်upper ကတော့ကျွန်တော်ရိုက်ထားတဲ့ဆဲအတွင်းမှာရှိတဲ့အင်္ဂလိပ်စလုံးတွေအကုန်လုံးကိုစလုံးအကြီးဖြစ်ပြောင်းပေးတာပါနောက် lower ကတော့ upper နဲ့ပြောင်းပြန်စလုံးအသေးတွေအဖြစ်ပြောင်းပေးတာပါ proper ကတော့အကြီးစလုံးတစ်လုံးနဲ့ပဲအကြီးဖြစ်ပြီးတော့နောက်စလုံးတွေအသေးဖြစ်ပြောင်းပေးတာပါ formula ကရိုးရှင်းပါတယ် equal to upper upper ခွဲစားလို့ရိုက်လို့ရှိရင်သူ့ရဲ့ argument က text တစ်ခုပဲဖြစ်ပါတယ်ကိုအကြီးပြောင်းညင်တဲ့ဆဲခွက်ကိုထောက်ပြီးတော့ click လိုက်အောင်ပါပဲပြီးရင် queen ပိတ်ပြီး enter ခောက်လိုက်ပါဒါဆိုရင်တော့အကြီးစလုံးတွေဖြစ်မြင်ရမှာပါ lower နဲ့ proper ကလည်း upper အတိုင်းပါပဲကျွန်တော်အခုဆက်ပြီးတော့လေ့လာမယ့် formula ကတော့ logical formula တစ်ခုဖြစ်တဲ့ and နဲ့ or နဲ့ကိုကျွန်တော်ဆက်ပြီးတော့လေ့လာရမှာဖြစ်ပါတယ် and ဆိုတာကကျွန်တော်တို့သတ်မှတ်ပေးလိုက်တဲ့သတ်မှတ်ချက်တွေအားလုံးမှန်ရင် true ဆိုတဲ့အဖြေကိုသူကပြန်ပေးမှာဖြစ်ပြီးတော့ဒီထဲကမှတစ်ခုခုလွဲသွားတာနဲ့ false ဆိုတဲ့အဖြေကိုသူကပေးမှာဖြစ်ပါတယ်ဥပမာဝန်ထမ်းတစ်ယောက်ကိုကျွန်တော်တို့ကယာရုတိုးပေးဖို့အသက်30ကျော်မှာဖြစ်တယ်လို့လုပ်သက်ကလည်း9နှစ်ရှိရမှာဖြစ်တယ်ဒီလိုအချက်2ချက်လုံးနဲ့ပြည့်စုံတဲ့လူကိုရှာမယ်ဆိုပါစို့ formula ရေးကြည့်အောင်ပါ equal to antn ကွင်းစာ logical 1 logical 2ဆိုတာကျွန်တော်တို့ခုနကပြောတဲ့အခြေအနေတွေကျွန်တော်တို့သတ်မှတ်ချက်တွေကိုပြောတာပါယာရုတို့ကိုအသက်30ကျော်အောင်မှာဖြစ်တယ်လို့ပြောပါတယ်ဒါကြောင့်ကျွန်တော်တို့ကအသက်ကိုထောက်ပါမယ် greater than 30လို့ကျွန်တော်တို့ရိုက်ထည့်ပါမယ်30ကျော်တယ်လို့ကျွန်တော်ပြောလိုက်တာဖြစ်ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ comma ခံပါမယ်နောက် logical 2မှာကျတော့ကျွန်တော် working experience က9နှစ်ကျော်အောင်မှာဖြစ်တယ်လို့ပြောပါမယ်ဆိုတော့
working experience မှာထောက်ပြီးတော့ greater than 5လို့ကျွန်တော်တို့ရိုက်ပါမယ်ပြီးရင် green ပိတ်ပြီးတော့ enter ခေါက်ရမှာပဲကျွန်တော်တက်မပေးခြင်းတဲ့အခြေအနေတွေကဒီထက်ပိုမယ်ဆိုရင်လည်းကျွန်တော်တို့ comma ခံပြီးတော့ဆက်ပြီးတော့စစ်ခိုင်းလို့ရပါတယ်အောက်ကို drag ဆွဲချလိုက်ပါမယ်ဒီနေရာမှာဒီကောင်ကလည်းအသက်30ကျော်9နှစ်ကျော်အသက်30ကျော်9နှစ်ကျော် true တွေဖြစ်ပါတယ်အသက်30ခွန်ဒီမှာကျတော့ false ဖြစ်သွားပါတယ်ဘာလို့ false ဖြစ်ရလဲဆိုတော့ကျွန်တော်တို့ဒီမှာ30မကျော်ပဲနဲ့30ပဲဖြစ်နေလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအကယ်၍များ30ကနေစပြီးတော့ပေးမှာ9နှစ်ကနေစပြီးတော့ပေးမှာဒီလိုအခြေအနေမျိုးတွေမှာဆိုရင်ကျွန်တော်တို့ greater than ရဲ့နောက်မှာကျွန်တော်တို့က equal to လေးထည့်ပေးဖို့လိုပါတယ်ဒါဆိုရင်တော့ true သွားပြီဖြစ်ပါတယ်ဒီမှာလည်း35 6ဆို true ဖြစ်ပါတယ်ဒီမှာကတော့ကျွန်တော် working experience တွေက9နှစ်အောက်တွေပဲဖြစ်နေတဲ့အတွက်အကုန်လုံး false ဖြစ်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ O ဆက်ကြည့်အောင်ပါ O ကကြတော့ကျွန်တော်တို့သတ်မှတ်ပေးလိုက်တဲ့အခြေအနေအားလုံးကိုက်ညီစရာမလိုပါဘူးအဲ့အခြေအနေတွေတဲကမှအခြေအနေတစ်ခုခုနဲ့ကိုက်ညီရင်သူက true လို့ပြပေးမှာဖြစ်ပါတယ်ဥပမာကျွန်တော်ဝန်ထမ်းတွေကိုထောက်ပံ့ကြေးပေးမယ်အသက်က40ကျော်ရင်ဖြစ်ဖြစ်ဒါမှမဟုတ် working experience က10နှစ်ကျော်ရင်ဖြစ်ဖြစ်ကျွန်တော်တို့ထောက်ပံ့ကြေးပေးမယ်ဆိုပါစို့ equal to ORO logical ကအသက်က40ကျော်ရမယ်လို့ပြောပါတယ်ဒါကြောင့် greater than 40လို့ရိုက်ပါမယ်ပြီးရင် comma ခံလိုက်မယ် working experience က10နှစ်ကျော်ရမယ်လို့ပြောပါတယ် greater than 10လို့ရိုက်ပါမယ်ဒီနေရာမှာခုနလိုပါပဲဒီမှာအသက်က40ကျော်ရမှာဖြစ်တယ်လို့ပြောတာဖြစ်တဲ့အတွက်ဒီမှာgreater than 40လို့ပြောတာဖြစ်တဲ့အတွက်41ကနေသူကစစစ်မှာဖြစ်ပါတယ်ဒီမှာဆိုရင်လေ10နှစ်ကျော်ဆို17နှစ်ကနေသူကစစစ်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော် enter ခောက်လိုက်ပါဒါဆိုရင်တော့သူက false လို့ပြမှာပါဘာဖြစ်လို့လဲဆိုတော့40ကျော်လားစစ်လိုက်တယ်မကျော်ဘူးနောက်တစ်ခု10နှစ်ကျော်လားစစ်လိုက်တယ်10နှစ်ကျော်မနေဘူး10နှစ်မှာရှိနေတယ်ဒါကြောင့်သူက false လို့ပြတာဖြစ်ပါတယ်အကယ်၍10နှစ်ကနေစကျင်တယ်ဆိုရင်တော့ greater than နောက်မှာ equal to လေးထည့်လိုက်ရင်ရပါပြီtransfer ချလိုက်ပါမယ်ဒီမှာတော့ကျွန်တော်တို့တယောက်ပဲရှိပါတယ်အသက်က40မကျော်ပေမဲ့ experience က10နှစ်ကျော်နေလို့ဖြစ်ပါတယ်နာရီကတော့30မကျော်နေဘူး40လည်းမကျော်နေဘူးဒီမှာတော့သူက30အောက်တည်ကြီးပဲဆိုတော့စစ်စရာမလိုဘူးဒီမှာ40ကျော်ရှစ်စစ်ကြည့်တော့ကျွန်တော်တို့40ကျော်မရှိတဲ့အတွက် false တွေရဲ့ကြီးဖြစ်ပါတယ် and နဲ့ or ကကျွန်တော်တို့ logical formula ဖြစ်တဲ့ဒီတိုင်းဆိုရင်သူ့ရဲ့ထူးခြားမှုတိတ်မရှိပေမဲ့ကျွန်တော်တို့က if နဲ့တွဲသုံးမယ်ဆိုရင်တော့လုံးဝအလန်းစား formula တွေကိုရေးလို့ရမှာဖြစ်တဲ့အတွက် and နဲ့ or ကိုတခြားနားလည်အောင်လေ့လာထားသင့်ပါတယ်အခုနောက်ထပ်ပြီးတော့လေ့လာရမယ် formula ကတော့ concave ပါမတူညီတဲ့ဆဲတီးတီးမှာခွဲပြီးတော့ရှိနေတဲ့စာသားတွေကိုဆဲတစ်ခုထဲမှာပြန်ပေါင်းနေတဲ့အခါမှာသုံးပါတယ် formula ရေးတဲ့ပုံကတော့ရိုးရှင်းပါတယ် equal to CONCAT concave ကွင်းစာ test 1လို့ပြပါတယ် test 1ဆိုတာကျွန်တော်ပေါင်းနေတဲ့ပထမဆဲကွက်ဖြစ်ပါတယ်ကလစ်ပြီးတော့ comma ခံပါမယ်နောက်ထပ် text 2ဆိုတာတော့နောက်ထပ်ထပ်ပေါင်းနေတဲ့ဆဲကွက်ဖြစ်ပါတယ်ကျွန်တော်ကလစ်ပြီးတော့ကွင်းပိတ်ပါမယ်ကျွန်တော်တို့ဒီလို text တွေကအများကြီးကျွန်တော်တို့ comma ခံပြီးတော့ပေါင်းသွားလို့ရပါတယ်enter ခောက်ပါမယ်ဒါဆိုရင်တော့ဒီမှာတစ်ခွက်ထဲမှာပေါင်းသွားပြီဖြစ်ပါတယ်ဒါပေမဲ့ပေါင်းလိုက်တဲ့စာနှစ်ခုကြားထဲမှာကျွန်တော်တို့ space ခံနေတယ်ဆိုလို့ရှိရင်double quote space double quote comma ဆိုပြီးတော့ဒါလေးထည့်ပေးရပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ပုံစံလေးတိုင်းရပါပြီအခုကျွန်တော်တို့ထပ်ပြီးတော့လေ့လာရမယ် formula ကတော့ find နဲ့ search နဲ့ဖြစ်ပါတယ်နှစ်ခုလုံးကတော့ကျွန်တော်တို့ဆဲကွက်အတွင်းမှာရိုက်ထားတဲ့စာသားတွေတဲကမှာစလုံးတစ်လုံးချင်းစီကဘယ်နှလုံးမြောက်မှာရှိတယ်လဲဆိုတာကိုရှာချင်တဲ့အခါမျိုးမှာ find နဲ့ search နဲ့ကိုသုံးပါဖြစ်ပါတယ်ကျွန်တော်တို့ find နဲ့ test နဲ့ကရှာတာချင်းတူပေမဲ့ find ကတော့ case sensitive စလုံးအကြီးအသေးရှိပါတယ် search မှာတော့စလုံးအကြီးအသေးတွေမခွဲပါဘူးအကုန်လုံးကိုရှာပေးပါတယ်သူတို့နှစ်ခုရဲ့ထူးခြားချက်ကဒါပါပဲ formula ရေးတဲ့ပုံစံချင်းလည်းတူပါတယ်အဲ့တော့ကျွန်တော် formula လေးရေးကြည့်ပါမယ် equal to fi find ကွင်းစာသူ့ရဲ့ argument တွေကကျွန်တော် find text within text step name ဆိုပြီးရှိပါတယ် find text ကတော့ကျွန်တော်တို့ရှာမယ်စာသားပါအဲ့ကျွန်တော်တို့ကဒီမှာဆဲကွက်တစ်ခွက်ကိုကျွန်တော်တို့ reference အနေနဲ့ကျွန်တော်ယူလိုက်ပါမယ် comma ခံပါမယ် within text ကတော့ကျွန်တော်တို့ base ဆဲကွက်ထဲကစာသားကိုရှာမှလဲဆိုတာကိုပြောတာဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့က step name ဆိုတာကြတော့ထည့်ရလဲရတယ်မထည့်ရလဲရပါတယ်ဘယ်နှလုံးမြောက်ကစာရှာမှလဲဆိုတာကိုမေးတာပါကျွန်တော်တို့ဒီမှာတော့မထည့်တော့ပါဘူး
ခွင့်ပိတ်ပြီးတော့အန်တာခောက်လိုက်ပါမယ် reference ဆဲကွက်မှာဘာမှထည့်မရိုက်သေးခင်မှာဒီမှာ1လို့ပဲသူကပြနေမှာဖြစ်ပါတယ်ကျွန်တော်တို့ H ကိုရှာကြည့်အောင်ပါဒါဆိုရင် H ရဲ့နေရာကကျွန်တော်တို့စလုံး6လုံးမြောက်မှာရှိနေတယ်လို့သူကပြပါတယ်ဒီမှာကျွန်တော်တို့ U လို့ရိုက်လိုက်မယ်ဆိုလို့ရှိရင်12လုံးမြောက်မှာရှိနေပါတယ်အဲ့မှာကျွန်တော်တို့က G လို့ရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ error တက်ပါတယ်ဘာလို့လဲဆိုတော့ဒီမှာ G အကြီးပဲရှိပြီးတော့အသေးရှိမသေးလို့ပါအဲ့တော့ G အကြီးကိုကျွန်တော်တို့ရိုက်ပြီးရင်တော့17လုံးမြောက်မှာရှိနေတယ်လို့သူကပြပါမယ်ဆိုတော့ကျွန်တော်တို့ search ကိုတစ်ချက်ကြည့်ကြအောင်ပါ equal to search search လို့ရိုက်လိုက်ပါမယ်ကွင်းစားရိုက်မယ် find text နေရာမှာကျွန်တော်တို့ရှိကဆက်ကွက်ကို reference ယူပါမယ်ပြီးရင် comma ခံမယ် within text ကတော့ဒီဆဲအတွက်မှာရှိတဲ့စာသားထဲမှာရှာမှာပါ step name ကိုကျွန်တော်တို့မရိုက်တော့ပါဘူးခွင့်ပိတ်လိုက်ပါမယ် enter ခောက်မယ်ဒါဆိုရင်တော့ဒီမှာဘာမှမရှိခင်မှာ1လို့ပြပါမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ G ကိုရိုက်ရှာပါမယ်ကျွန်တော်17လုံးမြောက်မှာလို့ပြောပါတယ်သူကဒီမှာ case sensitive မရှိတဲ့အတွက်အသေးရိုက်ရိုက်အကြီးရိုက်ရိုက်သူကပြပေးနေမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ file နဲ့ search ရဲ့ကျွန်တော်တို့ကွာခြားချက်ဖြစ်ပါတယ်အခုဆိုရင် file နဲ့ search နဲ့ကိုနားလည်မယ်ထင်ပါတယ်ကဲအခုဆိုရင်တော့ Excel မှာမဖြစ်မနေသိထားရမယ် basic formula အခု20ကိုလက်တွေ့ဥပမာတွေနဲ့တကွာအသေးစိတ်လေ့လာပြီးသွားပြီဖြစ်ပါတယ်ဒီ formula တွေဟာအခြေခံနေလို့ဆိုရပါမယ်လုပ်ငန်းခွင်မှာနေတိုင်းနှီးပါသုံးရတဲ့အသက်သွေးကြောတွေဖြစ်လို့ဗီဒီယိုကိုကြည့်ရုံနဲ့မဟုတ်ပဲကိုယ်တိုင် Excel file လေးဖွင့်ပြီးတော့လက်တွေ့ပြန်လည်လေ့ကျင့်အသုံးချကြည့်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာအချိန်ချင်းလေ့ကျင့်မှသာကိုယ်ပိုင်ဖြစ်သွားမှာပါ formula တွေကိုမမေ့ချင်ရင်တော့အဲ့ဒီ syntax တွေက argument တွေကဘာကိုဆိုလိုလဲဆိုတာသိဖို့လိုပါတယ် formula တွေရိုက်တော့မယ်ဆိုရင်တတိထားရမှာကကွင်းစားကွင်းပိတ်တွေကိုတေချာပိတ်ဖို့ comma တွေကိုသူ့နေရာနဲ့သူစနစ်တကျထည့်ဖို့တွေကအရင်အရေးကြီးပါတယ် formula အတွက်လိုအပ်တဲ့စာသားတွေဓာတ်ရိုက်ထည့်မယ်ဆိုရင်မျက်တောင်အဖွင့်ပိတ်ကလေးထည့်ရပါမယ်ဒါလေးတွေကိုတည်ထားရပါမယ်ခင်ဗျာဒီ view လေးကလူကြီးမင်းတို့အတွက်အကျိုးရှိစေမယ်ဆိုရင် Excel သုံးရတာပုံမူနားလည်သွားစေတယ်ဆိုရင်ဗီဒီယိုကို like လုပ်ခဲ့ဖို့မမေ့ပါနဲ့ခင်ဗျာနောက်ထပ်အသုံးဝင်မဲ့ Excel Advanced နည်းလမ်းတွေလုပ်ငန်းခွင်သုံး formula တွေဆက်လက်လေ့လာနိုင်ဖို့ကျွန်တော်တို့ channel လေးကို subscribe လုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒီဗီဒီယိုတွေက formula တွေနဲ့ပတ်သက်ပြီးနားမလည်တာအဆင်မပြေတာမေးချင်တာရှိရင် comment မှာလိုလိုလက်လက်ရေးသားမေးမြန်းခဲ့လို့ရပါတယ်ခင်ဗျာအဆုံးထိစိတ်ရှိလက်ရှိအချိန်ပေးပြီးတော့ကြည့်ရှုကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးသာယာသောနေ့လေးဖြစ်ပါစေခင်ဗျာ